ရှေးမတက်တော့တဲ့ခြေလမ်းရဲ့မင်းအထိန်ချုပ်တွေကဘာငယ်ထားရခဲ့တော့မင်းကိုပြစ်မရှိပါပဲနဲ့မင်းပြောထွက်ခဲ့ပါတယ်ဟုတ်တဲ့ကိုစိတ်မချလို့ပါကွာထွက်သွားဖို့အစီအစဉ်ကိုခဏလောက်နောက်ဆုံးလိုက်ပါလားတကယ်မရှိတဲ့နှုတ်ဆက်လေးအိမ်မတတ်တဲ့ကိုရဲ့သူအစွမ်းစားနေသူလဲပတ်တော်မေတဲ့မိုးလင်းတိုင်းပြဿနာ